ပကံမြေမှဆွေတော်လေးစုအကြောင်းသို့မဟုတ်ပကံကိုစောက်ရှောက်ထားသည့်ဆွေတော်လေးစု၏လှုပ်ဝက်ချက်လူအများစုကပကံတို့သွားရင်အဓိကအားဖြင့်ဆွေတော်လေးစုဖျားများကိုတွားရောက်ဖူးမြော်ကြသည်ကများသည်ဆွေတော်လေးစုဟူသည်မှာအခြားမဟုတ်အနော်ရထာမင်းတည်ထားခဲ့သောရွှေစည်းခုံစေတီတန့်ကြီးတောင်စေတီလောကနန္ဒစေတီနှင့်တည်ရင်တောင်စေတီဟူသည့်ဖျားလေးစုဖြစ်ပါသည်အမှန်တော့အနော်ရထာမင်းသည်စုပေါင်းဆွေတော်၅စုဖျားများတည်ထားခဲ့ပါသည်သို့တော်လည်းအခြားဆွေတော်တစုမှာကျောက်ဆက်ခရိုင်ပြက်ခတ်၍အနောက်တောင်ပေါ်၌ပစ္စမဆွေတော်ရှင်ပြက်ခတ်၍မဟာစေတီတော်ဖြစ်ပါသည်အခုဖော်ပြပေးမိမှာကတော့ပုံကံမဆွေတော်လေးစုအကြောင်းဖြစ်ပါသည်အနော်ရထာမင်းနန်းတက်နေချိန်တွင်တီဟိုကျုံးမှပထမဝိဇ္ဇရဲ့ဘာဟုမင်းသည်အနော်ရတာမင်းကြီးထံမှပိဋကတ်၃ပုံယဟန်တန်ဃာတော်များနှင့်စင်ဖြူတော်တစည်းကိုအလူခံခဲ့သည်အနော်ရထာသည်တီဟိုဘရင်၏အလူခံမှုကိုဆောင်ရွက်ပေးခဲ့သဖြင့်တီဟိုဘရင်ကအနော်ရထာ၏ကူညီမှုကိုတုံ့ပြန်သောအဖြစ်ဗုဒ္ဓဆွေတော်အစစ်မှပွားထားသည့်ဆွေတော်ဘွားတစုကိုဓမ္မလက်ဆောင်ဖြင့်ပြန်လည်ပေးအပ်ခဲ့သည်အနော်ရထာမင်းကြီးသည်ရှင်ရဟန်၏မိန့်ကြားချက်အတိုင်းမျက်ဆွေတော်ကိုရွှေစည်းခုံစီတီ၌ဌာပနာတော်မူခဲ့ပြီးထိုဆွေတော်ကိုလေးစုထပ်မံပွား၍တန့်ကြီးတောင်စီတီလောကနန္ဒစေတီတူရင်တောင်စီတီနှင့်ကြောက်စဲနှင့်ပြက်တောင်အခုရွှေသားလျောင်းတောင်တို့တွင်စေတီများထပ်မံတီကအတိတ်ထံဖြင့်ဌာပနာပြုတည်ထားကိုးကွယ်ခဲ့ပါသည်ဆွေတော်လေးစုတည်နေပုံကိုကောင်းကင်မြေပုံနှင့်ကြည့်လိုက်ရင်ပကံရဲ့မျိုးထောင်လေးထောင်မှာတည်ရှိနေတာကိုမြင်နိုင်ပါတယ်ဆွေတော်ဖျားတွေဟာပကံနန်းတော်ကိုဗဟိုထားပြီးနန်းတော်ရဲ့အရှိနောက်တောင်မြောက်မှာအသီးသီးတည်ရှိနေကြပါတယ်ရွှေစည်းခုံစီတီကညောင်ဦးအရက်တန်းကြီးတောင်စီတီကတန်းကြီးတောင်တန်းပေါ်လောကနန္ဒစေတီကလောကနန္ဒကမ်းပါနှင့်တည်ရင်တောင်စီတီကတူရင်တောင်တန်းနေရာတွေမှာတည်ထားခဲ့တာဖြစ်ပါတယ်အနော်ရထာဟာသူ့ရဲ့နိုင်ငံတော်ကိုလည်းဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဆိုတာပေါ်လွင်လို့စိတ်ရှိပုံရတယ်တီဟိုကရတဲ့ဆွေတော်ဘွားတွေကိုနန်းတော်အရှိအနောက်တောင်မြောက်မှာဇေဒီတွေတီးပြီးသူ့ရဲ့နေပြည်တော်နဲ့နန်းတော်ဟာဗုဒ္ဓရဲ့အရေးအောက်မှာရှိနေတယ်ဆိုတာမိမောင်းထိုးပြလိုက်တယ်ပကံခေနန်းတော်ထဲကနေဖူးရင်ဆွေတော်လေးစုကိုအမြဲတမ်းရည်မြော်ဖူးမြင်လို့ရနေမှာတေချာပါတယ်ဒါအပြင်ဒီဆွေတော်လေးစုဟာပကံနေပြီးတော့ကိုအရက်လေးမျက်နှာကနေပတ်ဝိုင်းတည်ရှိနေတာကြောင့်ပကံဟာဗုဒ္ဓသာသနာတော်ရဲ့အဝန်းဝိုင်းလယ်မှာတည်ရှိတဲ့ဗုဒ္ဓသာသနာနိုင်ငံတော်ကြီးဆိုတာကိုအထင်ရှားပြပြီးသားလည်းဖြစ်သွားပါတယ်နောက်တစ်ခုကဒီဆွေတော်ဖျားတွေကိုပကံရဲ့နယ်နိမိတ်သတ်မှတ်ချက်တင်ဂေတအဖြစ်လည်းမှတ်ယူနိုင်ပါတယ်ပကံနေပြည်တော်ရဲ့မြို့အစွန်တွေမှာရှိနေတဲ့ဒီဆွေတော်လေးစုဟာပကံကိုဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ကောပကံနေပြည်တော်နယ်နိမိတ်ပြတင်ဂေတဖျားတွေဖြစ်ကောတည်ရှိတယ်လို့မှတ်ယူနိုင်ပါတယ်အနော်ရထာမင်းကြီးသည်ထိုဆွေတော်ဖျားများနှင့်ပတ်သက်၍တစ္ဆာအတိတ်ထံပြုချက်တစ်ခုကိုလည်းချမှတ်ခဲ့သေးကြောင်းသိရပါတယ်အဲ့ဒါကတော့ငါတည်ထားကိုးကွယ်တော်မူသောဆွေတော်မြတ်လေးစုကိုအကျဉ်သူသည်နောက်နေမကူးနေခြင်းဖူး၏လူသည်ကုသိုလ်မပိုတူ၏တောင်းဆိုစကားမမတူ၏တီလက်ငါးချက်မပြတ်လုံ၏ထိုသည့်သူအားမကြားချက်ချင်းလက်ငင်းကောင်းကျိုးထူးစေတည်းဟုတစ္ဆာအတိတ်ထံထားရခဲ့လေသည်မြန်မာနိုင်ငံအနှံ့အပြားမှနာမည်ကြီးစေတီပထိုးများနှင့်နေရာဒေသများရဲ့တမိုင်းချင်းရာများကိုလက်လန်းမီတလောက်တင်ပြပေးအောင်ပါနောက်နေ့တွေမှာတင်သမျှအကြောင်းတွေကိုသိရဖို့ဖိတ်လေးကိုပိတ်လေးလှုပ်ထားပေးပါအောင်နော်